ရေမေအောင်အမြောက်ဘောကန်တင်ထားတယ်လက်စကမဲအသင်းချိန်ကိုလေးနဲ့ပတ်ပြီးတော့ဘယ်ကြောကိုချပေးထားတယ်ရှေ့ကိုသားလေးမျောတင်ပေးလိုက်ပြီးယူသွားပြီးထပ်တင်တယ်ရတယ်ခင်ဗျာလွတ်သွားပြီခင်ဗျာကိုသမားထွက်လာပြီမိတယ်ခင်ဗျာရေမင်းအောင်ခြေ2လမ်းလောက်ဦးတယ်ခင်ဗျာကျွန်တော်စီယန်ယူလာပြီကျော်ခိုင်ဝင်းညတောင်မှတင်ပေးထားတယ်ရဲစော်ထက်အောင်ဒီလိုချပေးတယ်ရဲကိုဦးယူတယ်ဒီကိုဆိုရင်ရှေ့ချပေးလိုက်ပြီးရန်ပိုင်ပြေးဝင်သွားပြီနောက်တန်းကန်တင်ဖြတ်ထုတ်ထားတယ်ပြန်ရတယ်ခင်ဗျာတက်နိုင်ဒီလိုပြန်ချပေးတယ်ရန်ပိုင်နောက်ပေါက်လေးလှည့်ထုတ်တယ်အတိုင်းရှေ့ချပေးတယ်ကိုမထွက်လာတယ်လူကြုံဘောတတ်မှတ်ပေးထားပါတယ်ခင်ဗျာမာတက်စ်နေလေဘောလေးချပေးထားတယ်အလေကျော်ပြန်တင်တယ်မတ်စင်ယူလာပြီခြေကိုမျောတင်တယ်ရတယ်ခင်ဗျာဒေးဗစ်ထိန်းတယ်ရသေးတယ်ခင်ဗျာဒေးဗစ်တာလေးလက်တွေပြောအလေကျော်ချပေးတယ်အဇတ်ညာတောင်မှချပေးထားပြီညာကျော်နေဆွဲလာတယ်ပါသေးတယ်အလေကျော်ပြန်ရတယ်ခင်ဗျာအစကမဲအသင်းပဲအပေးယူညီညီမြမြနဲ့ပဲဆွဲလာတယ်အတိုင်းတိုးထုတ်တယ်ရတယ်ခင်ဗျာကံကိုကျိုးစားတယ်လူတီပြန်ထွက်တယ်ဘယ်တော့မှပေးလိုက်ပြီရတယ်ကန်တယ်ကန်ချက်များတယ်ခင်ဗျာဘယ်တော့မှလည်းကျွန်တော်တို့နံပါတ်18ဘေရာမော့ကိုရရှိဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ဘူးပေါ့ခင်ဗျာဥဒရင်နာဘုံအသင်းကချစ်စမ်းမောင်ခုတ်တင်ပေးလိုက်ပြီEscamet ကိုသမားမာတက်စ်မြေလီမော်လီပြန်ချပေးထားတယ်မတ်စင်ယူလာပြီခင်ဗျာညာတော့မှထုတ်ပေးလိုက်ပြီကန်တင်ထားတယ်ညာယွန်းကိုကြားတယ်ခင်ဗျကိုမီကော့ရတယ်ခင်ဗျာကျော်ယူကိုကြိုးစားတယ်ချစ်စမ်းမောင်နဲ့အတွေ့မှာတော့ပြန်ပြက်ပြီးတော့ချစ်စမ်းမောင်ရှေ့ကိုတင်ပေးတယ်ဒါပေမဲ့ပေးချက်များတယ်ပေါ့ခင်ဗျာကိုသမားပြန်ထိန်းပြီးတော့နေလီဘောလေးပြန်ချပေးထားတယ်မတ်စင်ပြန်ရတယ်ယူလာပြီမတ်စင်ပဲတုံတို့တင်ပေးလိုက်ပြီခင်ဗျာလိုက်တယ်ဒီကိုဆက်ရှိကန်တယ်ကန်ချက်လွဲတယ်ခင်ဗျာနံပါတ်10ဟီမရာပါခင်ဗျရန်နာဘုံအသင်းရဲ့ဘီဂိုစဝိုင်းအရှိလေးကနေပြီးတော့ကျွန်တော်တို့ခြေဦးလေးနဲ့ပတ်ပြီးတော့ကန်ထည့်ပြီးမဲ့လဲဝေးဝိုက်ပြီးတော့ဂိုးလုံးပေါ်ဖြစ်သွားခဲ့တယ်ခင်ဗျအဲမို့ခုဆိုရင်ရေမင်းအောင်အမြော်ဘောကန်တင်ထားတယ်ခေါင်းတိုက်ပြန်ချတယ်လက်စကမက်ပြန်ရတယ်ခင်ဗျဘယ်ကျော်ကနေပြီးတော့အသာလေးယူတယ်ထိန်းတယ်ရသေးတယ်နောက်တန်းပြန်ချပေးထားတယ်မတ်စင်ရတယ်ရှေ့ကိုတင်ပေးတယ်ဒေးဗစ်ဒီမှာရှိတဲ့အဇတ်ကိုပေးထားတယ်ခင်ဗျဆိုတော့ not ခေါ်တင်ပေးလိုက်ပြီဒီမှာနောက်တန်းကင်မောင်ထွန်းပြန်လိုက်ဆယ်ယူတယ်ခင်ဗျာကင်မောင်ထွန်းအမြောက်ဘောကန်တင်ပေးထားတယ်Escamet အသင်းကအခုဆိုရင်မြန်မာအသင်းဘက်ကိုတော်တော်လေးဖိကစားလာတဲ့အနေအထားတွေ့ရပါတယ်ခင်ဗျအခုဆိုရင်အလေကျော်ကနေယူလိုက်ပြန်ပြီးကန်လာပြချပေးထားတယ်ဒီမှာရှိတဲ့ Mary Dot ရှီကိုထပ်တင်တယ်ရတယ်ခင်ဗျာ Escamet အသင်းပဲခင်ဗျရသေးတယ်ရောက်ချင်းတားရလှည့်ထွက်တယ်ရတယ်ခင်ဗျာ Himra နောက်ကိုပြန်ချပေးထားတယ်ချိတ်ဆွဲသွားပြီး Mary Dot Himra ကိုပြန်ပေးတယ်လေကျော်ပေးလိုက်ပြီးရတယ်ခင်ဗျာရှီကိုတင်ပေးလိုက်ပြီးချစ်စမ်းမောင်ကာကွယ်ပြတ်ထုတ်ထားတဲ့အတွက်ဘောလုံးအခုဆိုရင်အရှိဘက်တမ်းပဲပြန်လိုက်ပြီးတော့တွင်းဆင်သွားတဲ့အခါမှာ Escamet အသင်းကပြန်လဲဆေယူတော့ပြန်ပေးထားတယ်ပြန်ရတယ်ခင်ဗျ Escamet အသင်းကတော့ဘောလုံးကိုတော်တော်များများကိုပိုင်ဆိုင်မှုအနေထားတွေ့နေရတယ်ခင်ဗျာကိုသမားမိတယ်ခင်ဗျာရင်မင်းအောင်
အားသာဝါဒနာရှင်မျိုးကပြည်သူများခင်ဗျာကျွန်တော်တို့အမြောက်ဘောကျလာတဲ့ဘောလုံးကိုနှစ်ဦးသားအားရပါရခေါင်းခုန်တိုက်ရင်းနဲ့လူနဲ့တူကောင်းချင်းဆိုင်ပြီးတိုက်မိသွားတာကြောင့်ကာမက်အသင်းနဲ့ရေနာဘုံအသင်းမှအားကစားသမားတဦးစီဟာအခုဆိုရင်ဒဏ်ရာအနေငယ်စီရရှိသွားတဲ့အတွက်ဇေဝကုသမှုခံယူဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်အခုဆိုရင်ပထမပိုင်း45မိနစ်ရှင်ပြိုင်လာတာမှာ14မိနစ်ကျော်လာခဲ့ပါပြီခင်ဗျာဒီချိန်မှာတော့ကျွန်တော်တို့ရေနာဘုံအသင်းနဲ့ကာမက်အသင်းတို့ဟာအုပ်စုဘိုဖြစ်ရေးအတွက်အကျိတ်နဲ့ရှင်ပြိုင်နေပဲတစ်ဖက်နဲ့တစ်ဖက်9ရရှိခြင်းမရှိသေးပါဘူးခင်ဗျဦးစင်ပြည်တော်မော်တတ်မှပေးရမှာကာမက်အသင်းကကန်ခွင့်ရတယ်ခင်ဗျာမတ်ဆင်ပုံတင်ပေးလိုက်ပြီကြာလာပြီကောင်းတိုက်ဖြတ်ထုတ်ထားတယ်လူကြုံဘောတတ်မှပေးထားပါတယ်ခင်ဗျာဒီမေအောင်ညလင်ဘောလေးကန်ပေးထားတယ်ခင်မောင်ထွန်းရှေ့ကိုတင်တယ်ကိုနေရတယ်ဒါချိတ်ဆွဲပြီးလက်ထွက်ဖို့ကြိုးစားတယ်ပြစ်ဒဏ်ဘောတတ်မှတ်ပေးပါတယ်ခင်ဗျရနာဘုံရတယ်ခင်ဗျာညာတော်မနဲ့နောက်ကိုပြန်ချပေးထားတယ်ခင်မောင်ထွန်းဒါတိုးပေးတယ်အောင်ကျော်မိုးယူဖို့ကြိုးစားတယ်ပြန်ပြစ်တယ်ကာမက်အသင်းရှေ့ကိုတင်ဖို့ကြိုးစားတယ်နှစ်ယောက်ကြားနေဖြတ်ထွက်ဖို့ကြိုးစားခဲ့ပေမဲ့ရေနံဘုံအသင်းကအယူမှာတော့ဘေးတော်ပေါ်ဖြစ်တယ်ခင်ဗျာခင်မောင်ထွန်းမြောက်မယ်ခင်ဗျာခင်မောင်ထွန်းရှေ့ကိုချပေးတယ်အလဲမှာရှိတဲ့ကိုနေနောက်ကိုရှိတဲ့ဂျနိုစီယန်ပေးထားတယ်ဂျနိုစီယန်ရှေ့ကိုတင်ပြီးရတယ်ခင်ဗျာအသာချိတ်ပြီးယူသွားပြီရဲကိုဦးရှေ့ကိုတင်တယ်လူထိပြီးပြန်ပြစ်တယ်ခင်ဗျာနောက်တန်းကန်တင်ပြတ်ထုတ်ထားတဲ့အတွက်အခုဆိုရင်ဘေးထွက်ပေါ်ရေနာဘုံအသင်းကမြောက်မယ်ခင်ဗျာခင်မောင်ထွန်းနောက်ကိုပြန်ချပေးထားတယ်အောင်ကျော်မို့ခင်မောင်ထွန်းကိုပြန်ပေးတယ်ခင်မောင်ထွန်းဒါလေးချိတ်ပြီးတော့နောက်ကိုပြန်ပေးထားတယ်အောင်ကျော်မို့ခုတ်တင်ပေးလိုက်ပြီကောင်းတိုက်ပြတ်ထုတ်ထားတယ်ပြန်ပြီးတော့ဒါလေးချိန်ခွင်းလေးပတ်ပြီးတော့ရှေ့ကိုတင်လိုက်ပြီရတယ်ခင်ဗျာကာမက်မတ်ဆင်ရှေ့ကိုတင်တယ်ရတယ်ခင်ဗျာပြစ်ဒဏ်ဘောသတ်မှတ်ပါတယ်ခင်ဗျာမေရီဒေါ့ချပေးလိုက်ပြီမတ်ဆင်ညာယွန်းယွန်းကိုခုတ်တင်ပေးတယ်ခင်ဗျာကောင်းရှင်တိုက်တယ်ကျွန်းထွက်တဲ့ဘောလုံးရေနာဘုံသင်ကန်တယ်ချစ်စမ်းမောင်အလေကျော်မျိုးတက်သွားပြီရောက်ခိုင်ဝင်းရှေ့ထက်တင်တယ်ရတယ်ခင်ဗျာအောင်ကျော်မိုးယူသွားပြီအောင်ကျော်မိုးဒုံလို့ဆွဲတယ်ရသေးတယ်အောင်ကျော်မိုးပဲညာတော်မှာတင်ပြီးရဲစော်ထက်အောင်ညာတော်မှာနေရထိုးဖောက်ဖို့ကြိုးစားတယ်ရဲစော်ထက်အောင်ချင်းချင်းကြည့်ရခုတ်တင်ပေးလိုက်ပြီကာကွယ်ပြတ်ထုတ်ထားတယ်မြန်မာအသင်းပြန်ဆဲတက်နိုင်ကန်တယ်ကန်ကျက်လွဲတယ်ခင်ဗျာကိုဇန်ကာမက်အသင်းကကိုသမားမာတက်စ်ကိုလိုမောကိုစိတ်ကြိုက်တည်ထားတယ်ခင်ဗျမာတက်စ်ကန်တင်ထားတယ်ဝင်လေဆဝိုင်းလောက်ကိုကြားတယ်ခင်ဗျကောင်းတိုက်ပြီးယူတယ်ပြန်မရောနောက်ကိုပြန်ချပေးတယ်ရတယ်ခင်ဗျခင်မောင်ထွန်းရေနာဘုံအသင်းကခင်မောင်ထွန်းယူသွားပြီခင်မောင်ထွန်းမရသေးတယ်လေတော့ချပေးလိုက်ပြီရဲကိုဦးညာတော်မှာထက်တင်တယ်ရဲစော်ထက်အောင်ဒါလေးတို့ပြီးတော့ချိတ်ဆွဲပြီးနောက်ကိုပြန်ပေးတယ်ရတယ်ခင်ဗျခင်မောင်ထွန်းနဲ့အောင်ကျော်မိုးရှေ့ကိုမျောတင်ပေးလိုက်ပြီးလူကျွန်းတယ်ခင်ဗျာရဲကိုဦးအသာလေးရှေ့ကိုဘောလုံးမျောထိုးပေးရမှာရဲကိုဦးပြေးထွက်